မင်္ဂလာပါဒီတစ်ပုဒ်ကတော့သူတို့ဘာတွေလုံးဝင်နေကြတယ်လဲတဲ့ဖတ်မယ်နော်ဒေးဗစ်ကဖန်ကဂျူးလူမျိုးဘရုကလင်မှာမွေးတဲ့သူဒါပေမဲ့ကဖန်ကဘရုကလင်မှာမနေချင်ဘူးအဲ့ဒါနဲ့သူအသက်18နှစ်ပြည့်တော့ Los Angeles ကိုပြောင်းလာတယ်ပြဿနာကကဖန်မှာဖေးနေရမှာဖြစ်ဖြစ်မြောက်မြောက်မကြွမ်းချင်ဘူးရသမျှအလုပ်အကုန်ပြုတ်တာပဲအဲ့ဒီလိုအစမပြေတဲ့အကြောင်းကိုကဖန်ကသူ့တငယ်ချင်းရုပ်ရှင်မင်းသားတယောက်ကိုပြောပြတယ်။အဲ့ဒီမင်းသားကလည်းသူ့လိုပဲဟိုမရောက်ဒီမရောက်ဒုက္ခရောက်နေတဲ့သူတဲ့။မင်းသားကကဖန်ကိုပြောတယ်။မင်းဘာမှမလုပ်တတ်ဘူးမလား။အဲ့ဒါဆိုလို့ရှိရင်ဖြောပြရေးအေဂျင့်လုပ်လေအေဂျင့်တွေကိုကြည့်သူတို့လည်းဘာမှမလုပ်တတ်ဘူးတဲ့။ကဖန်ကအဲ့ဒီစကားကိုအတည်ယူတယ်။ဝီလီယံမော်ရစ်ဆိုတဲ့ဖြောပြရေးအေဂျင်စီမှာလုပ်ဝင်ဖို့ကြိုးစားတယ်။ပေးစာပြန်စာတွေစာစီတဲ့အခန်းထဲမှာအလုပ်ရသွားတယ်။အဲ့ဒီအလုပ်ကိုရဖို့ကဖတ်မှာညာလိုက်ရသေးတယ်။ UCLA ကနေဘွဲရထားပါတယ်ဆိုပြီးတော့အလုပ်လျှောက်လာမှညာရေးလိုက်လို့အလုပ်ကရသွားတာ။ညာရေးလည်းဘာမှမဖြစ်ပါဘူး။ဘယ်သူမှအစ်စ်မှမဟုတ်ဘူးဆိုပြီးကဖန်ကစိတ်ချနေရပေါ့။ဒါပေမဲ့သူနဲ့တခန်းနဲ့နေရကြတဲ့ဝန်ထမ်းတယောက်အလုပ်ထုတ်ခံလိုက်ရတယ်။ဘာလို့လဲဆိုတော့ဘွဲမရဘဲနဲ့ရပါတယ်ဆိုပြီးရှောက်လာမှညာဖြေထားတာကိုမိသွားလို့ဒါဆိုဘွဲရမရဘူးရုံးကတကယ်စစ်တာပေါ့။ကျောင်းကိုလမ်းမေးတာပေါ့။တော်သေးတယ်ကဖန်ကကြတော့စာဝန်ထွက်ရုံးခန်းထဲမှာလောက်ရတာဆိုတော့ UCLA ကနေပြန်လာတဲ့စာကိုသူအရင်ဖောက်ဖက်ခွန်ရသွားတယ်။ကော်ပိတ်ထားတဲ့စာအိတ်ကိုရေနွေးငွေ့နဲ့ပြုတ်အောင်လုပ်ပြီးတော့ဖောက်တယ်။အထဲကစာကိုဖတ်တယ်။စလုံးတချို့ကိုပြောင်းတယ်။ David Geffen ဆိုသည့်အမျိုးသားသည် UCLA မှာဘွဲရထားပါသူမဟုတ်ပါဆိုတဲ့စာကြောင်းကို David Geffen ဆိုသည့်အမျိုးသားသည် UCLA မှာဘွဲရထားပါသည်ဆိုပြီးတော့ပြောင်းလိုက်တယ်။ပြီးတော့သူတထေးကလည်းကဖန်ကိုအလုပ်ကြိုးစားတဲ့သူဆိုပြီးတော့ထင်ကြီးနေတယ်ကဖန်ကအလုပ်ကိုအမြဲစောစောလာတာကိုဒါနဲ့ကဖန်ကိုလာစားတောင်းတိုးပေးလိုက်သေးတယ်ဒီလိုနဲ့စာဝန်ထွက်ရုံးခန်းထဲမှာအလုပ်ဆက်လုပ်နေရင်ကဖန်တယောက်တခြားအေဂျင့်တွေဘာတွေလုပ်နေကြတယ်လဲဆိုတာကိုလေ့လာတယ်ကဖန်တွေးမိတယ်ဒီကောင်တွေတရက်ဘာမှလည်းမမေရရမလုပ်ကြပါလားဖုန်းတစ်လုံးကင်ပြီးတော့မဟုတ်တာတွေကြီးပဲပြောနေတာပဲအဲ့ဒါများဘာများခက်တယ်လဲငါလည်းပြောတတ်တာပဲပေါ့ပြီးတော့အဲ့ဒီ agent တွေအတိတ်ကလုပ်နေတဲ့အလုပ်ကဘာလဲဆိုတာကိုကဖန်ကတတိထားမိသွားတယ်နာမည်ကြီးပြီးသားအမှုပညာသမားတွေကိုပွဲအတွက်လိုက်ချိနေတာဒါကကဖန်အတွက်တော့အဓိပ္ပာယ်မရှိဘူးနာမည်ကြီးပြီးသားသူတွေကိုလိုက်ချိနေတော့ပတ်စံပိုးမကုန်ဘူးလားပြီးတော့ကိုနဲ့အလုပ်လုပ်ဖို့အားဖအောင်ပြောယူရမယ်အပြိုင်ဆိုင် agency တွေနဲ့ဝိုင်းလူရမယ်ဒီတော့နာမည်မကြီးသေးတဲ့အမှုပညာသမားတွေကိုလိုက်ရှာတာကပိုပြီးအဆင်ပြေဘူးလားပိုအတိပ္ပယ်မရှိဘူးလားလို့ကဖန်ကတွေးပါတယ်သူအတွေးတွေအတိုင်းသူလိုက်လုပ်တယ်တခြား agent တွေအိမ်ပြန်ပြီးအနားယူနေကြတဲ့အချိန်တွေမှာကဖန်ကကလပ်တွေဘားတွေကိုစတိုက်သွားတယ်အဲ့ဒီမှာဖျော်ပြနေကြတယ်အဆိုသမားဒီသမားတွေကိုလိုက်ရှာတယ်နာမည်မရှိသေးတဲ့နုပညာရှင်တွေကိုရှာပြီးတော့စာချုပ်တယ်ဒီလိုနဲ့ကဖန်တယောက် William Morris Agency မှာအောင်မြင်ဆုံး agent တယောက်ဖြစ်လာတယ်ဘယ်လောက်အောင်မြင်လာတယ်လဲဆိုတော့ကဖန်အသက်28နှစ်ပြည့်တဲ့အချိန်မှာသူ့ကိုယ်ပိုင်တေးထုတ်လို့ရေးထောင်နိုင်နေပါပြီထုတ်လို့ရေးနာမည်က Arizam Records တဲ့အဲ့ဒီထုတ်လို့ရေးတစ်စိတ်အောက်ကနေမွေးထုတ်ပေးလိုက်တဲ့နုပညာရှင်တွေထဲမှာ Nerian ပါပါတယ် Crosby, Stills and Nash ပါပါတယ် The Eagles အဖွဲ့လည်းပါပါတယ်ပြီးတော့ Johnny Mitchell, Jackson Browning, Tom Waits, Elton John, Judy C သူတို့တွေလည်းပါပါတယ်တဲ့အင်္ဂလိပ်တန်ထွက်တရားနာမည်တွေလေအဲ့ဟာတွေကတော့စူးစမ်းပြီးတော့အမှန်ရအောင်တော့ထွက်ထားရပါတော့1980ခုနှစ်တခုလုံးမှာအောင်မြင်ဆုံးသောတေးစီရီပေါင်းများစွာ Arizam ကနေထုတ်ပေးနိုင်ခဲ့ပါတယ်1982ခုနှစ်ရောက်တော့ Geffen ကအဲ့ဒီတေးသံသွင်းကိုပြန်ရောင်းလိုက်ပါတယ်သူကိုယ်တိုင်လည်းကုမ္ပဏီကနေနှုတ်ထွက်လိုက်ပါတယ်နောက်9နှစ်ကြာမှ Geffen Records ကိုတည်ထောင်တယ်ဒီတစ်ခါ Donna Summer, Cher, Aerosmith, Guns N' Roses Nirvana စတဲ့နုပညာရှင်တွေနဲ့လှုပ်လှုပ်တယ်
ဒါပေမဲ့ကက်ဖန်အရန်စာချုပ်ချုပ်ချင်နေတဲ့အဆိုတော်တယောက်ရှိပါတယ်အဲ့ဒီအဆိုတော်ကကြတော့ဂျွန်လီနွန်မှာတခြားဒေသသွင်းတွေကလည်းဂျွန်လီနွန်နဲ့အလုပ်လုပ်ချင်လို့တိမ်မတက်ဖြစ်နေကြတယ်ကက်ဖန်ကစဉ်းစားတယ်ဒီပြဿနာကိုဘယ်လိုရှင်းမလဲတခြားသူတွေမလုပ်ရသေးတဲ့နီးလန်းကိုသူကရှာတယ်တခြားသူတွေကဂျွန်လီနွန်ကိုတိုက်ရိုက်ဆက်သွယ်ကြတယ်ကက်ဖန်ကတွေးမိတယ်ဂျွန်လီနွန်ရဲ့ဇနီးယိုကိုအိုနိုကိုကြတော့ဘယ်သူမှအပတ်မလုပ်ကြပါလားတဲ့ဒါနဲ့ကက်ဖန်ကဂျွန်လီနွန်ကိုသွားမတွေ့ပဲနဲ့ယိုကိုအိုနိုကိုသွားတွေ့ပါတယ်ကက်ဖန်တီထုတ်လို့ရင်းနဲ့အလုပ်လုပ်ဖို့ဂျွန်လီနွန်ကိုတိုက်တွန်းပေးပါဆိုပြီးတော့ယိုကိုအိုနိုကိုပြောပါတယ်ယိုကိုအိုနိုကသူ့ယောက်ျားကိုတဆင့်ပြန်ပြီးတော့နားချတယ်ကက်ဖန်ထုတ်လို့ရင်းနဲ့ဂျွန်လီနွန်စာချုပ်ချုပ်ဖြစ်သွားတယ်ဒါပဲဖန်တစီအဲဗန်ကိုထုတ်ဖြစ်သွားတယ်ဒီအဲဗန်ဟာဂျွန်လီနွန်ရဲ့အကောင်းဆုံးအဲဗန်လို့လူတွေကသတ်မှတ်ကြပါတယ်ကက်ဖန်တီထုတ်လို့ရအရန်အောင်မြင်လာတယ်1990ပြည့်နှစ်ကျတော့ကက်ဖန်ကအဲ့ဒီကုမ္ပဏီကိုပြန်ရောင်းလိုက်ပြီးတော့ထားခဲ့ပြန်ပါတယ်စတီဗန်စပီဘတ်နဲ့ပူးပေါင်းပြီးရုပ်ရှင်ထုတ်လို့ရတစ်ခုထောင်ဖို့ကြိုးစားတယ်ထုတ်လို့ရနာမည် DreamWorks SKG ဆိုတဲ့စလုံးသုံးလုံးထဲမှာ G ဆိုတဲ့စလုံးကကက်ဖန်နာမည်ပါကက်ဖန်ရဲ့ချမ်းသာမှုကအခုဆိုလို့ရှိရင်ဒေါ်လာတန်6000လောက်ရှိပါမယ်ကက်ဖန်အခုလိုအောင်မြင်လာတာကသူများတွေအတွက်ပိုတော်လို့လည်းမဟုတ်ပါဘူးပိုမြန်လို့လည်းမဟုတ်ပါဘူးပိုပြီးလည်းမချမ်းသာပိုလည်းညံမကောင်းတဲ့အပြင်သူများတွေထက်ပိုပြီးတော့ပညာတော်နေလို့လည်းမဟုတ်ပြန်ပါဘူးသူများတွေလုံနေတဲ့အရာတွေကိုကြည့်ပြီးတော့ငါကသူတို့ထက်ပိုကောင်းအောင်လုပ်မယ်လို့လည်းမတွေးခဲ့ပါဘူးသူလုပ်ခဲ့တာတခုပဲသူများတွေကိုကြည့်ပါတယ်သူတို့ဘာတွေလုံမနေကြတယ်လဲဆိုတာကိုအရင်စဉ်းစားပါတယ်တဲ့ဒါပါပဲတဲ့သူတို့ဘာတွေမလုံနေကြဘူးလဲပေါ့နော်သူများမလုံတဲ့ဟာကိုသူကလုပ်လိုက်တယ်အဲ့လိုမျိုးပြောချင်တာပါ